ရန်လိုင်းနဲ့ကို19ပြည့်အနိုင်ယူပြီးရာသီဝက်ချန်ပီယံဖြစ်လာတဲ့ ISP ဒီမညာချင်းနေကနေပေးလိုက်ပြီးတင်စားချိုးမရဘူးခင်မလာထိုးချက်ထိန်းထားတယ်ခင်မလာထိုးဂိုးပြန်ပြီခင်ဗျာမြန်မာဦးမလေး2026-29ရာသီရဲ့ပထမကြော်နောက်ဆုံးပွဲစဉ်မှာတော့ ISP အသင်းကအင်အားကြီးမားတဲ့ခြေစွမ်းနဲ့ရန်လိုင်းနဲ့ FC ကို19ပြည့်အနိုင်ယူပြီးရာသီဝက်ချန်ပီယံဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။တူနာကွင်းမှာကျင်းပခဲ့တဲ့ဒီပွဲစဉ်မှာတော့ ISP အသင်းဟာပွဲစကတည်းကတိုက်စစ်ကိုအားပြုကစားခဲ့ပြီးရန်လိုင်းနဲ့ FC ကိုအခွင့်အရေးတွေမပေးဘဲတပွဲလုံးလွှမ်းမိုးကစားနိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ ISP အသင်းအတွက်ခင်မာလာထွန်းဟာကွင်းလယ်ကနေအသင်းကိုဥဆောင်ကစားနိုင်ခဲ့တယ်လို့ကိုယ်တိုင်လည်း2ဂိုးသွင်းယူနိုင်ခဲ့တဲ့အတွက်ပွဲစဉ်ရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့ပါတယ်။ ISP ဒီမှာပြန်ပြီးရလာပြီခင်မာလာထွန်းတယောက်ခောက်တယ်ခင်မာလာထွန်းမှားတော့တယ်ဂိုးပဲခင်ဗျာISP အသင်းရဲ့ကွင်းလယ်လူမမိုးတန်းနဲ့တိုက်စစ်မှုလင်းမြင့်မိုးတို့ဟာလည်း2ကို3ဂိုးစီသွင်းယူခဲ့ပြီး hat-trick ကိုစီရရှိခဲ့ကြပါတယ်။ဒါကြောင့်ဒီကစားသမား2ဦးကိုလည်း official match ball တွေပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့် ISP အသင်းဟာရာသီဝက်အပြီးမှာစုစုပေါင်းရမှတ်25မှတ်ရရှိခဲ့ပြီးဒုတိယနေရာမှာရပ်တည်နေတဲ့လက်ရှိချန်ပီယံ AR FC ကို3မှတ်ဖြတ်ကာမှတ်ပေးစရာရဲ့ထိပ်ဆုံးနေရာကိုရယူနိုင်ခဲ့ပါတယ်။ကိုမကြော့ခေခိုင်ထပ်ပုတ်ထားတယ်မြောက်လင်းမြင့်မိုးပြန်ထားသေးတယ်လင်းမြင့်မိုးဂိုးပဲခင်ဗျာလင်းမြင့်မိုးရလာပြီလို့တော့သွားတယ်လင်းမြင့်မိုးချက်ထိန်းထားတယ်လင်းမြင့်မိုးဂိုးပြီခင်ဗျာဒါကြောင့်မြန်မာဦးမလီ2026-29ပထမအကြော့ကို ISP အသင်းကရာသီဝက်ချန်ပီယံအဖြစ်အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်အခုလိုမျိုးရာသီဝက်ချန်ပီယံဖြစ်ခဲ့တဲ့အပေါ်အသင်းကောင်းဆောင်ခင်မလာထွန်းကအခုလိုပဲပြောပြလာပါတယ်အကောင်းဆုံးသူရတဲ့အတွက်လည်းဝမ်းသာပါတယ်ဒါကျွန်တော်တို့ကတော့ဒါအခုရာသီဝက်ချန်ပီယံဖြစ်တယ်ဆိုပေမဲ့ကျွန်တော်တို့ကဒါနောက်ဒုတိယအကျော့ပွဲစဉ်တွေအများကြီးကျန်သေးရပေါ့နော်လာမယ့်ပွဲတွေလည်းရှိသေးရဆိုတော့ဒါဒီပွဲပြီးသွားပြီမဲ့လည်းကျွန်တော်တို့ကဆက်ပြီးတော့လုပ်ရမယ့်ဟာတွေအများကြီးရှိသေးတယ်ဘာပဲပြောဒီကျွန်တော်တို့ဒီရှေ့မှာပထမအကျော့မှာလုပ်ခဲ့တဲ့ဟာတွေအတွက်ကတော့ကျင်းတဲ့တာတွေလည်းရှိတယ်မကျင်းတဲ့အပိုင်းတွေလည်းရှိရပေါ့နော်အားနည်းချက်အားသာချက်တွေကိုကျွန်တော်တို့ကပြန်ပြီးတော့ပြင်ဆင်ပြီးတော့ဒုတိယအကျော့မှာတော့ကျွန်တော်ချန်ပီယံဖြစ်အောင်တော့ကျွန်တော်တို့ကအတက်နိုင်ဆုံးအကောင်းဆုံးကြိုးစားသွားမှာပါဗျဟုတ်ခုနကကျွန်တော်ပြောသလိုပေါ့နော်ကျွန်တော်အသင်းလိုက်စူးစူးစီးစီးနဲ့ကစားပုံ team work ကောင်းကောင်းနဲ့ကစားတာဆိုတော့ဒါကျွန်တော် ISP ရဲ့ဒါအတားချက်ပေါ့နော်ဆိုတော့အဓိကကျွန်တော်တို့အားနေချက်ကခုနပြောတဲ့1.1ကိုပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်ဒုတိယအကြော့မှာလည်းအတက်နိုင်ဆုံးကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ပြီးတော့ဆက်ပြီးစူးစမ်းသွားမှာပါဗျဟုတ်အခုပထမကြော်လည်းပြီးသွားပြီပေါ့နော်ဆိုတော့ဒါရာသီဝက်ချန်ပီယံဖြစ်တဲ့အတွက်လည်းကျွန်တော်တို့ဂုဏ်ယူပါတယ်ဆက်ပြီးတော့လည်းကျွန်တော်တို့ဒုတိယအကြော့မှာလည်းအကောင်းဆုံးနဲ့ကျွန်တော်ပြန်လာနိုင်ဖို့အတွက်ကျွန်တော်တို့ဆက်ပြီးစူးစမ်းသွားပါမယ် ISP ကိုမှမဟုတ်ဘဲနဲ့ပေါ့နော်ဒီ Women League အသင်းတိုင်းကိုအားပေးနေတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဗျဒုတိယကြော်မှာတော့လက်ရှိချန်ပီယံ AR FC အပါအဝင်အခြားအသင်းတွေရဲ့ပြန်လည်ဖိအားပေးလာနိုင်မှုတွေကြောင့် ISP အနေနဲ့ဒီဥဆောင်မှုကိုဆက်လက်ထိန်းထားနိုင်မလားဆိုတာစိတ်ဝင်စားစရာကောင်းနေပါတယ်။ရာသီဝက်ချန်ပီယံဆိုတဲ့အောင်မြင်မှုက ISP အတွက်အားကောင်းတဲ့စတင်မှုတစ်ခုဖြစ်ပေမဲ့တကယ်ချန်ပီယံဆုကတော့ဒုတိယအကြော်မှာပုံမူကြီးမားတဲ့စိန်ခေါ်မှုတွေကိုဖျက်ဆီးရအောင်မှာဖြစ်ပါတယ်။ ISP အသင်းကဒီရာသီမှာမြန်မာမျိုးသွေးလိချန်ပီယံဆုကိုရယူနိုင်မလားမိတ်ဆွေတို့ရဲ့ comment ချက်တွေကို comment မှာရေးပေးခဲ့ကြပါဦးများ။